ကဲစိတ်ကူးရင်စရာတွေနဲ့ပြည့်နေနေတဲ့ပန်ဒိုရာဆိုတဲ့ကမ္ဘာတစ်လေးစီကိုပုံမြင်ပြောပြတယ်လို့ခေါ်သွားပေးမယ်နော်ဇလန်လေးကအနာဂတ်2154ခုနှစ်မှာစတာပါအဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးကတယံဇာတတွေကုန်ခန်းပြီးပျက်စီးမှုနေပါဖြစ်နေပြီးဒါကြောင့်လူသားတွေဟာအယ်ဖာစန်တော်ဤအော်ဖာစန်တော်ရီကျေဆူဒန်နဲ့ကပန်ဒိုရာဆိုတဲ့လက်လေးစီကိုတမိုးကြီးတဲ့တွဲထွက်ပစ္စည်းတွေကိုတွားရောက်ပြီးအဲ့ဒီကျွန်းလေးမှာတစ်ဆက်ပေလောက်မြင်မပြီးအသားရည်ကပြာနှမ်းနေတဲ့နံပါတ်နာပီလို့ခေါ်တဲ့လူသားဆန်တဲ့တရဝါတွေနေထိုင်ကြတယ်သူတို့ကတဘာဝတရားနဲ့တသားတည်းဖြစ်အောင်နေထိုင်တတ်ကြသူတွေပါဒါပေမဲ့ပန်ဒိုရာရဲ့လေထုကလူသားတွေအတွက်အစိတ်ဖြစ်စေတဲ့အတွက်လူသားတွေဟာနာဗီတွေနဲ့တူအောင်ဖန်တီးထားတဲ့ဘဲတော်ဆိုတဲ့ခန္ဓာကိုယ်တွေကိုစက်တွေနဲ့ထိန်းချုပ်ပြီးအသုံးပြုကြရတယ်ဒီဇလန်ရဲ့အဓိကဇက်လိုက်ကတော့ခြေထောက်နှစ်ဖက်စလုံးမတန်ဆွမ်းတော့တဲ့မရိတ်တသားဟောင်းဂျိတ်ဆူလီဂျိတ်ဆိုလီပါပဲသူဟာသူ့ရဲ့အမွှအပူဆုံးပါသွားပြီးနောက်ကိုအစားဘာတာအော်ပရေတာဖြစ်ခန့်အပ်ခံရတယ်အစပိုင်းမှာတော့သိပ္ပံပညာရှင်ခေါင်းဆောင်ဒေါက်တာ Grace ကဂျိတ်ကိုအယုံအကြည်မရှိပေမဲ့နောက်ပိုင်းမှာတော့လက်ခံခဲ့ပါတယ်နေတီဗီကဂျိတ်ကိုသူမတို့ရဲ့မျိုးနွယ်စုစီခေါ်သွားပြီးသူတို့ရဲ့ယဉ်ကျေးမှုတွေတဘာဝတရားနဲ့ဘယ်လိုဆက်သွယ်ရမလဲဆိုတာတွေကိုသင်ပေးခဲ့တဲ့ဂျိတ်ဟာနာဗီရဲ့ဘဝကိုတဖြည်းဖြည်းညှဉ်းနှိုးလာပြီးနေတီဗီနဲ့လည်းချစ်သူတွေဖြစ်သွားကြတာပေါ့ဒါပေမဲ့ပြဿနာကလူသားစစ်တပ်ကဘုံမှု Courage ကဂျိတ်ကိုနာဗီရဲ့သတင်းတွေကိုသူရှိုးလုပ်ခိုင်းထားတာပါနာဗီရဲ့အိမ်ဖြစ်တဲ့ပင်မစစ်ပင်ကြီး Home Tree အောက်မှာနောက်ဆုံးမှာတော့လူသားတွေကတစ်ပင်ကြီးကိုဘုံကျက်ဖျက်ဆီးလိုက်ကြတယ်ဒီစစ်ပွဲအတွင်းမှာနာဗီတွေအများကြီးတိတ်ဆုံးခဲ့ရပြီးဂျိတ်ဟာလည်းသူ့ရှုဖြစ်တာကြောင့်နာဗီတွေရဲ့အမုန်းကိုခံခဲ့ရတယ်ဒါပေမဲ့ဂျိတ်ကလက်မလျှော့ပဲနာဗီတွေရဲ့ယုံကြည်မှုကိုပြန်ရအောင်နာဗီတွေကြောက်ရွံ့ရွံ့တရားတဲ့တူလုတ်ချတ်ဆိုတဲ့ငှက်ကြီးကိုစီးပြပြီးသူတို့ကိုဦးဆောင်ခဲ့တယ်နောက်ဆုံးမှာတော့ပန်ဒိုရာရဲ့တိရစ္ဆာန်တွေပါကူညီမှုနဲ့အတူလူသားစစ်တပ်ကိုအနိုင်တိုက်နိုင်ခဲ့တယ်ဘုံမှုကွာရီလည်းတိတ်ဆုံးသွားပြီးဂျိတ်ဟာသူ့ရဲ့လူသားခန္ဓာကိုယ်ကိုဆွန့်လွတ်ကနာဗီတယောက်အဖြစ်အပြီးအပိုင်းကူးပြောင်းသွားခဲ့ပါတယ်16နှစ်လောက်ကြာသွားတယ်ဒီသားစုကိုကာကွယ်ဖို့အတွက်ဂျိတ်ဟာသူတို့နေထိုင်ရာတောအုပ်ကိုဆွန့်ခွာပြီးပင်လယ်ပြင်မှာနေတဲ့မက်ကေးရီနာမက်ခဲနာမျိုးနွယ်စုတွေစီကိုထွက်ပြေးခဲ့ရတယ်အဲ့ဒီမှာရေအောက်ကဘာရဲ့ထူးခြားပုံတွေဝေလာငါလို့တရဝါကြီးတွေဖြစ်တဲ့ဒီကုံထောက်ခံတွေနဲ့ဘလို့ပေါင်းတင်ရမလဲဆိုတာတွေကိုသင်ယူကြရပြန်တယ်လူသားတွေကတူကွန်တွေကိုတက်ပြီးအသက်ရှည်စေနံမထားတွေထုတ်ယူနေတာကိုသိလိုက်ရတဲ့အခါဂျိတ်တို့ဟာညင်နေလို့မရတော့ဘူးအထူးသဖြင့်ဂျိတ်ရဲ့သားငယ်လိုအက်ဝက်ဟာအုပ်စုကအပေခံထားရတဲ့တူကွန်ကြီးပယာကန်ဖေးခန်းနဲ့တငယ်ချင်းဖြစ်သွားခဲ့တယ်နောက်ဆုံးတိုက်ပွဲကြီးကတော့ပင်လယ်ပြင်မှာဖြစ်ပွားခဲ့တာပါဒီတိုက်ပွဲမှာဂျိတ်ရဲ့သားကြီးနဲ့တရံနဲ့ချင်းဟာသူ့ညီကိုမောင်နှမတွေကိုကယ်တင်ရင်ကြာဆုံးသွားခဲ့ရတယ်ဒါဟာဂျိတ်နဲ့နေတီဗီတို့အတွက်အရန်ကိုဝမ်းနည်းစရာကောင်းတဲ့ဆုံးရှုံးမှုပါပဲဒါပေမဲ့သူတို့ဟာအားမလျှော့ပဲလူသားတွေကိုပြန်လည်တိုက်ခတ်ခဲ့ကြတယ်ဇလန်အဆုံးမှာတော့ဂျိတ်ဟာသူ့ရဲ့သားကြီးကိုပင်လယ်ထဲမှာတကြိုလိုက်ပြီးမက်ကေးရီနာမျိုးနွယ်စုရဲ့အဖွဲ့ဝင်ဖြစ်အတိမတ်ပြုခံရပါတယ်ဂျိတ်ဟာအခုတော့ထွက်ပြေးလို့မရတော့ဘူးဆိုတာကိုနားလည်သွားပြီးလူသားကျူးကျော်သူတွေကိုအမြင့်ပြတ်တိုက်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါကတော့ပန်ဒိုရာရဲ့ရင်သက်ရှုမောပွဲအလှပတွေနဲ့အတူမိသားစုမြတ်တာနဲ့ရဲစွမ်းတက်တီတွေကိုပြသထားတဲ့ဇလန်လေးပဲဖြစ်ပါတယ်